那三こんにちは、トゥイです。ဒီနေ့မှာတော့ခနိုင်ခのဦးချီနီဆိုတဲ့ antogram လေးကိုရှင်းပြမှာဖြစ်ပါတယ်ဆိုတော့ခနိုင်ခのဦးချီနီဆိုတာမြန်မာလိုဆိုလို့ရှိရင်လာမလားအတော်တွင်လို့ဘာသာပြန်လို့ရတယ်လို့ယုံမဲ့ရှိတဲ့ချစ်ချင်းဆိုပြီးတော့လေဘာသာပြန်လို့ရပါတယ်ဒီ grammar ကိုအမိနာဆန်တို့သိထားမှာဘလို့ချီနီမျိုးမှာသုံးရမလဲဆိုတာအဓိကသိထားမယ်ပေါ့နော်ခနိုင်ခのဦးချီနီကိုဝတ်တရှိတော့ဘလို့ချီနီမျိုးမှာသုံးလဲဆိုတော့အရှိရကိစ္စပြီးလားမပြီးသေးလားဆိုတာကိုကသိချာချာမသိကအတော်တွင်မှာနောက်ကကိစ္စတကူကထိချက်မကွာထက်ပြီးတော့ဖြစ်ပွားတယ်ဆိုတဲ့အခါမှာဒီ grammar ကိုသုံးတာဖြစ်ပါတယ်ဥပမာဆိုလို့ရှိရင် grammar ကိုလက်ချလိုက်ရုံပဲရှိသေးတယ်ချစ်ချင်းပဲအိပ်ပျော်သွားခဲ့ grammar ကိုလက်ချလိုက်တယ်ဆိုတာလက်ချလိုက်လားမလက်ချလိုက်လားတော့မသိလိုက်ဘူးဆိုတဲ့အတော်တွင်ပေါ့နော်မသိချလိုက်ဘူးသူတားကောအိတ်ချင်တယ်လို့အိပ်ပျော်သွားတယ်အဲ့လိုချင်းနေမျိုးမှာဒီ grammar ကိုသုံးတာဖြစ်ပါတယ်ဆိုတော့ခါရဲ့အရှင်မှာ water ရှိလို့ဘာတွဲလဲဆိုလို့ရှိရင် Bob dictionary ဖောင်ရဲ့ပြီးတော့ Bata ဖောင်ရဲ့တွဲပါတယ်ဒီကတော့ water ရှိလို့ဒီ grammar မှတ်ကလေးကစားခနိုင်ခတော့ဦးချီနီဟုတ်တယ်မလားဆိုတော့ဒီအရှင်မှာတော့ water ရှိလို့ဗာလဲသိကြပေါက်ပဲဒီ Bob တွေကိုနိုင်ဖောင်ပြောင်းပြီးတော့သုံးရမယ်โอเคပါဆိုတော့ ichiban ကိုဖတ်ကြည့်ပါမယ် ichiban မှာဆိုရင် ichiro wa bedo ni yoko ni naru ka nara nai ka no uchi ni gusuri ne mute shimata ichiro ကတဲ့ဒီအဲ့ရာမှာပေါ့နော် yoko ni naru ဆိုတာကကြတော့လဲလဲအောင်တာလဲတာပေါ့နော်ဒါပေမဲ့အနာယူတာအနာယူုံပဲရှိသေးတယ်လဲလိုက်ုံပဲရှိသေးရပေါ့ဂုစရီနည်းနည်းချက်ချက်ချစ်ချင်းနည်းနည်းချက်ချက်နေမှုတရှိမတာအိပ်ပျော်သွားပါတယ်တဲ့နိဗ္ဗာန်မှာဆိုရင်ဝါဒရှိဝယောရုကအခေတကအခေနိုင်ကတော့ဦးချီနီအေယိုတဲ့တဲ့ခုခိုအဲမုခတာကျွန်တော်ကဒီမိုးလင်းပြီလားမလင်းသေးဘူးလားဆိုတဲ့အတော်တွင်မှာအင်အားနဲ့ထွက်ပြီးတော့ခုခိုအဲလေးစိတ်စီကိုဥတီခဲ့ပါတယ်ဆမန်မှာဆိုရင်အာနိုဆာကာဝအီမာဥရေခိုတာဝါဒိုင်ဆာကူを発表したかしないかのうちにもう席の作品に取り掛かっているそうだအာနိုဆာကာဝါရဲ့ဒီစာရေးဆရာပေါ့နော်အခုအရန်ကိုကြော်ကြတယ်ဝါဒိုင်ဆာကူဆိုလူပြောများတဲ့စာအုပ်ပေါ့နော်လူပြောများတဲ့စာအုပ်ကိုလူကြိုက်များတဲ့စာအုပ်ကိုတဲ့ဟာပြောရှိတာကရှင်နိုင်ကတော့ဦးချီနီကျင်ညာလိုက်လားမကျင်ညာလိုက်လားပြောချင်တာကျင်ညာလိုက်ရုံပဲရှိသေးတယ်သူကနောက်ထပ်ဘာလဲဆိုလို့ရှိရင်နောက်ထပ်စာအုပ်အသစ်တစ်ခုရေးနေရပြန်ပြီနော်ရေးနေရပြီလို့ကြားတယ်တဲ့โอเคပါဆိုတော့ဒီ grammar က water ရှိလို့ဒီနီဂျီကြောခိုင်းရမှာမသုံးပါဘူးဒီများသောအားဖြင့်သုံးတာကဒီစာရေးသားတွေမှာပဲမင်းသားဆန်တို့တွေ့ရမယ်ဘုံတော့ဝတ္ထုတွေပါတယ်ညာလေးအဲ့လိုမျိုးမှာပဲတွေ့ရပါမယ်ပြီးတော့ဒီ grammar ကဘုံတော့ water ရှိလို့ဒီမျက်စိတမဲ့အတွင်းမှာပဲဖြစ်သွားတဲ့ကိစ္စတွေမှာပဲသုံးတာဖြစ်တယ်ဒီစာကြောင်းရဲ့နောက်ပိုင်းဘုံတော့ဒီစာကြောင်းရဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ဒုတိယ sentence မှာဆိုလို့ရှိရင်စကားပြောတဲ့သူရဲ့plan တွေဘုံတော့အစီအစဉ်တွေသဘောထားတွေဖြစ်လို့မရပါဘူးပြီးတော့ဟာဒရာခိခခဲလို့ခေါ်တဲ့ buff marshal တို့ birthday kura side စတဲ့ဘုံတော့အမိန်ပေးတာမျိုးတွေတောင်းဆိုတာမျိုးတွေလိုက်လို့မရပါဘူးဆိုတော့exam train နဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့ပြောစရာမရှိလို့ပေါ့နော်လေ့ကျင့်ခန်းလုပ်ရင်းနေပဲပြောပြပါမယ်ဆိုတော့တော့ပါမယ်အချီမန်မှာဆိုလို့ရှိရင်ဘယ်သူကနာနီကနာနိုင်ကာနိုဦးချီနီစေတိုတာချေဝါကျော်ရှိဆွေကိုတူပြီးသားရှိတာဘဲရပေါ့နော်ကွက်လက်လားဒီမမီလားဆိုတဲ့အတော်တွေမှာအကြောင်းသားတွေကဒီကျော်ရှိဆွေစာတင်ငန်းကိုတူပြီးသားရှိတာဝုန်းနေဆိုပြီးတော့ထုတ်သွားခဲ့တယ်ဆိုတော့ခါရဲ့အရှင်မှာဝတ္တရှိလို့ဘာဒစ်ရှင်နေဖောင်ဒါမှမဟုတ်တပ်ဖောင်ထည့်ရမလားဆိုတော့ရွေးချက်စရာအဖြစ်တွေမှာရှာကြည့်လိုက်တော့အချီဘန်မှာဘာဒစ်ရှင်နေဖောင်တွေ့ရဆမ်မန်းမှာဆိုလို့ရှိရင်ဘာတပ်ဖောင်တွေ့ရပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာအကြောင်းသားတို့ကဘာဖြစ်သွားမလဲဆိုတော့ဒွေရဖြစ်သွားမှာဒါပေမဲ့အချီဘန်ပဲယူဆမ်မန်းပဲယူအဖြစ်အမှန်ပါတယ်အချီဘန်ကိုထည့်မယ်တော့ဆိုလို့ရှိရင်တော့အတိတ်ပဲဘလို့ဖြစ်သွားမလဲဆိုလို့ရှိရင်ဘယ်ကမီရောမဲ့ဆဲဒါမှမဟုတ်ဒီမီတာနဲ့တပြိုင်နည်းဆိုတဲ့အခြေအနေကိုပို့လေးထားတယ်ပေါ့နော်တကယ်လို့စမ်းမရွေးချယ်မယ်တော့ဆိုလို့ရှိရင်တော့ဘဲမိတဲ့အလုပ်ကလေးပြီးသွားရုံပဲရှိသေးတယ်ပြီးချင်းစက္ကန့်မှအတွင်းမှာဆိုတဲ့အတိတ်ဖြစ်ရကိုပို့ပြီးတော့အလေးပေးသလိုဖြစ်သွားမယ်ပေါ့နော်ဒါလေးပဲကြွားသွားတာပါဘယ်ဟာတက်မှန်ပါတယ်ဒါပေမဲ့လို့လက်တွေ့သုံးမှာကြတော့ဒီစက္ကန့်မှန်ပဲကြွားတာမဟုတ်လို့ပေါ့နော်ဒီဂျပန်လူမျိုးတွေကိုယ်တိုင်ကလည်းဒီနှစ်ခုအတူတူပဲသတ်မှတ်ပြီးတော့ရောပြီးတော့သုံးကြပါတယ်ဆိုတော့နိဗ္ဗာန်သွားမယ်ပေါ့နော်နိဗ္ဗာန်မှာကျတော့ဟီကိုကီကတဲ့ဒါချက်ကူရီကုစတာကနာနီကာနိုဦးချီနီဂျောကျာကူဒါဂျီဝနီမိုဆေအိုတိုရီဒါစတာဟီကိုကီလေးများပေါ့နော်ချက်ကူရီကုဆိုတာဆက်ရောက်လားကွက်လက်လားဆိုတဲ့အတော်တွေဆိုတာဝတ္တရှိဘာသာတောင်းပြန်ကြည့်နေစရာမလိုဘူးခနိုင်ခါတော့ဦးချီနီဆိုပြီးတော့ကြက်ထားမလားဆိုတော့ဒီနေရာမှာဘာဖြစ်ရမလဲ buff ရဲ့နိုင်ဖောင်ဖြစ်ရမယ်ရှာကြည့်လိုက်တော့နီဘန်ပေါ့နော်
okay ပါဆိုလွယ်ပါတယ်နေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲနားမလည်တာရှိရင် water show comment မှာမေးကြလို့ရပါတယ်နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့တွေ့ပါမယ်မတနဲ့